ရေးဟာတကယ်တော့မွင့်ကျက်မှုမင်းနဲ့ငါရဲ့ကြားကကုံစင်းလုံးကြီးမြင်ခြင်းလူမှုရေးနိုင်ရင်ကြီးဟာမွင့်ကျက်မှုပေါ့ဖဲကစားတယ်ဆိုတာဖဲကိုချိုးတာမဟုတ်ဘူးဘဝကိုချိုးမှန်းသိလာရတဲ့အခါကပ်ပြားတွေဟာမွင့်ကျက်မှုဖြစ်လာတယ်ဆယ်တန်းအောင်ပွဲရတာဟာပညာတတ်သွားတာမဟုတ်ပဲမွင့်ကျက်မှုအကြီးစားဖြစ်လာတယ်ကုံသွားတဲ့အရေးတစ်စက်ကနေမှောက်ထားတဲ့ဖန်ခွက်အလွတ်အစုံဘလို့တက်မဲ့အရာမျိုးအတွက်မစိုးတောင်မွင့်ကျက်မှုဟာရှိတယ်အမောင်တို့ကိုစူးစမ်းနေတဲ့လူငယ်ကိုအမောင်တို့ကလည်းပြန်စူးစမ်းနေတယ်လို့ငါတို့နားလည်ထားရမယ်ဂျူလီယက်စီဇာနောက်ဆုံးတတိယတွားတာဟာမွင့်ကျက်မှုပဲဖြစ်တဲ့အစိတ်ကိုမျိုးတစ်ချိန်တည်းမှာနှထင်ကိုတိတ်ပြဟစ်တလာရဲ့နောက်ဆုံးတတိတစ်ချက်ကလည်းမွင့်ကျက်မှုပဲဖြစ်တဲ့တအားကင်းမဲ့နေတာဟာမွင့်ကျက်မှုရဲ့စွမ်းအင်အမှန်တရားကဘာချားနေတာဟာမွင့်ကျက်မှုရဲ့ရေတောက်မြင့်မွင့်ကျက်မှုဟာမွင့်ကျက်မှုဖြစ်နေတာတောင် secret ဖွာရှိုက်ဖို့သတိရှိစေတယ်မမှန်တော့တရားကိုတစ်စက်တလေမှတောင်မမေ့လျော့စေခဲ့ဘူးအဲ့ဒီတိမ်ဝက်တဲ့အပြုံမျိုးနဲ့တရားပါတာတောင်ခက်ရဲ့ပြုံးနေနိုင်သေးတဲ့မွင့်ကျက်မှုအောက်မှာအမတ်တရားတွေကိုပြန်အမှတ်ရမိတဲ့အခါကဘာမြေရဲ့အထီးကျန်လှဆုံးသောနှလုံးခုန်တန်းကိုကြားရတယ်အမောင်မှာလျှံတက်နေတဲ့အပြုံးရွှေကျဲမုံ